ပြန်ဆိုင်ကိုနောက်ပန်းတိုင်းကျော်လာပြန်ဆိုင်ကိုနောက်ပန်းတိုင်းအကိုကြီးကစင်ကြီးစီမျက်နှာဆက်ပြီးပြီအကိုကြီးကစင်ကြီးစီမျက်နှာဆက်ပြီးပြီညီငယ်လေးကမြင်ကိုစီမျက်နှာဆက်ပြီးပြီညီငယ်လေးကမြင်ကိုစီမျက်နှာဆက်ပြီးပြီဖေဖေကြီးကတပိတ်လွယ်ရှူဝေပီတီနဲ့ဖေဖေကြီးကတပိတ်လွယ်ရှူဝေပီတီနဲ့မင်းမေကြီးကပင်ငယ်ရွယ်ပန်းရောင်အပြုံးနဲ့မင်းမေကြီးကပင်ငယ်ရွယ်ပန်းရောင်အပြုံးနဲ့ဝိုင်းဝန်းကိုညီခင်ရွာလုံးရှူဆုံးတော်မဆုံးလူလူညီညီကုသိုလ်ယူပလဲကုံအလားဗရမယအတွင်သားရွှေစင်ကိုကြည်လင်မြတ်တာစီရနာနဲ့တာမဏိရရှင့်ဘဝကိုအဖေသားကြီးဝစ်စီဒီပါကုသလဓမေအပြဝေလို့သားတို့ကောင်းကြီးခေါ်ဆိုပြီးပြန်ပြောတယ်တညိ့ညိရဲ့နဲ့ပါတကားလူတော်မင်္ဂလာပြောတာတညင်ရဲ့နဲ့စပူပေါ်တစ်ခွင်မှာမနောအမှန်စိတ်ရပါတဲ့အဟောဝတံတသိမ့်သိမ့်ကျွဲလို့ဒုက္ခိတာရှုကြည်ကနိဗ္ဗာန်ကိုစိတ်အကြံဒိဋ္ဌံမှန်ပါလို့နံအမတရိုးတဲ့အတူပင်မသွေကွယ်မြတ်ကြွားသူရဲ့အလှရှင်တွေ
စေလာလွယ်ထွေးအမွေခင်ကလေးကရင်သွေးလေးကြည်လာရဲ့ရှင်သာမဏေမှုယူရတော့မဲ့တွေးလူတဲ့ဤခဲ့စီဝရံပတိသေးဝါမီအစရှိတဲ့သင်္ကန်းတော်လည်းရုပ်စုနိုင်ပြီကွယ်တရဏဂုံသုံးပါမမရှိအောင်ထံလိုက်ကြကြမှန်တိုင်းစာလာရုပ်ဖတ်ရစေတိဟံကုံဆောင်ဘဝရောက်သင်္ကန်းစင်မြတ်မှာကွယ်သားရဲ့အဖေရှုလို့မဝနိုင်နဲ့သေးဝါမီအစရှိတဲ့သင်္ကန်းတော်လည်းယူဆနိုင်ပြီကွယ်တရဏဂုံသုံးပါအမှားမရှိအောင်ထိုင်လိုက်ကြရအမှန်အတိုင်းစာလာရုပ်ခတ်တဲ့စေတဲ့ဟန်ကုန်ဆောင်ဘဝရောက်သင်္ကန်းစင်မြတ်မှာပွင့်သားရဲ့အမေရှုလို့မဝနိုင်နဲ့သားကြီးရှင်ပြူကြီးလို့တီးလိုက်လိုက်ဆုံးပီတီသောဟုန်ကျွဲမိသားကြီးရှင်ပြူပြီးလို့အတီးလိုက်လိုက်ဆုံးပီတီသောဟုန်ကျွဲဖေသားကြီးရှင်ပြူကြီးလို့တီးလိုက်လိုက်ဆုံးပီတီသောဟုန်ကျွဲမိသားကြီးရှင်ပြူပြီးလို့အတီးလိုက်လိုက်ဆုံးပီတီသောဟုန်ကျွဲပြုတ်တဲ့ကုသလာရဲ့အမြဝေပါမယ်ပြုတ်တဲ့ကုသလာရဲ့အမြဝေပါမယ်သာနာရီသီလရီဘာဝနာတရားတွေတွားနေကြရဲ့ပထနာစုချွေပါလေတာရုတာရုတာရုခေါ်နေွယ်သာကြီးရှင်ပြူကြီးလို့ဒီလိုက်လိုက်ဆုံးပီတီသောဟုန်ကျွဲမိသားကြီးရှင်ပြူပြီးလို့အတီးလိုက်လိုက်ဆုံးပီတီသောဟုန်ကျွဲပြုတ်တဲ့ကုသလာရဲ့အမြဝေပါမယ်ပြုတ်တဲ့ကုသလာရဲ့အမြဝေပါမယ်သာနာရီသီလရီဘာဝနာတရားတွေတွားနေကြရဲ့ပထနာစုချွေပါလေတာရုတာရုတာရုခေါ်နေွယ်ရောက်သွားလို့အနောက်ကိုညော်လိုက်ရင်အရှိကိုရောက်ပါလို့အနောက်ကိုညော်လိုက်ရင်တကုန်းနိုင်ရွှေကုန်းကဖယားဖယားဖယားအရှိကိုရောက်ပါလို့အနောက်ကိုညော်လိုက်ရင်အရှိကိုရောက်ပါလို့နောက်ကိုညော်လိုက်ရင်တကုန်းနိုင်ရွှေကုန်းကဖယားဖယားဖယား
နာရမယ်ယဟန်တို့ကျင့်ဖို့ဩဝါဒကထာဟောကြားသံအမေလေးကြားတော့သေဝင်ဝမှာသေဝင်ဝကအမေမျက်ရည်လေးဆိုတောင်စဘူးလက်ရကျွန်းမှာမင်္ဂလာချက်ဒီပေါ်ပြေလာတာပြမစိုးလေးပြလွမ်းကဘေးရမတမ်းပဲအေးချမ်းပဲတောင်စဘူးလက်ရကျွန်းမှာမင်္ဂလာချက်ဒီပေါ်ပြေလာတာပြမစိုးလေးပြလွမ်းကဘေးရမတမ်းပဲအေးချမ်းပဲမြစ်တာဆန်းရင်မခံသစ္စာပန်းတွေပွင့်လန်းလို့ဝေဖြာဒါနအကျိုးကြောင့်ယရနာမိုးရွာသွန်းသည်ပမာချက်တည်တဲ့နေအခက်ဝေဝေစားသာရဏကျိုးရောက်တရားမိုးရွာနေသည်များသည်ပရဏမဟုတ်ပါမြဝေနေရဘုရားဖယားရှင်ဟောကြားရတာစေရနာအဓိကပါနေသည်များသည်ပရဏမဟုတ်ပါမြဝေနေရဘုရားဖယားရှင်ဟောကြားရတာစေရနာအဓိကပါမရှိလို့မလို့မရှိရှိတာလေးတော့လူပြအောင်လူပါသူငါဒါနာမျိုးစိစိုက်ကြပြကြပါစေရနာလံရှောက်လန်းပါလို့တူရန်ကြပါစေရနာကမ္မဘိက္ခဝေဘုရားဟောရှိခဲ့တာသုံးလုံးစေရနာလံရှောက်လန်းပါလို့တူရန်ကြပါစေရနာကမ္မဘိက္ခဝေဘုရားဟောရှိခဲ့တာစင်ကြယ်ခြင်းဝိတ္တုရိနဲ့ပြည့်စုံမှသာအကျိုးလူပေးမှာသာသနာရောင်ဝဝင်ချောင်းလေးနဲ့ချိန်ခါမှလူကြတန်းကြဒါနပြုကြပါရှောက်လန်းပါလို့လူရန်ကြပါစေရနာကမ္မဘိက္ခဝေဘုရားဟောရှိခဲ့တာသုံးလုံးစေရနာလန်းရှောက်လန်းပါလို့လူရန်ကြပါစေရနာကမ္မဘိက္ခဝေဘုရားဟောရှိခဲ့တာစင်ကြယ်ခြင်းဝိတ္တုရိနဲ့ပြည့်စုံမှသာအကျိုးလူပေးမှာသာသနာရောင်ဝဝင်ချောင်းလေးနဲ့ချိန်ခါမှလူကြတန်းကြဒါနပြုကြပါနေသည်များသည်ပဒါနမဟုတ်ပါမြဝေနေရဘုရားဖယားရှင်ဟောကြားခဲ့တာစေရနာအဓိကပါနေသည်များသည်ပဒါနမဟုတ်ပါမြဝေနေရဘုရားဖယားရှင်ဟောကြားခဲ့တာစေရနာအဓိကပါမရှိလို့မရှိရှိတာလေးတော့လူပြအောင်လူပါသူငါဒါနာမျိုးစိစိုက်ကြပြကြပါ
တော့ပြိတ္တတွေစီရလာတယ်မြို့သားတွေခဲနေတဲ့နဲ့မြို့သမီးလေးတွေလာတယ်ချုံးနေအိတ်ခံငါကောင်းချွေးဝေကောင်းတမီးချင်ဟေးတဲ့ကောင်းဝေယ